ရှုံးပွဲမရှိတဲ့ဂိမ်းမှုတွေကိုဘောလုံးပွဲရောက်မှနေရိုက်ချလိုက်တဲ့လန်ဒန်ကျက်ဖကြီးအားလုံးပဲမင်္ဂလာပါဘောလုံးမှာဆရာတစုဖြစ်တဲ့ဘောဆရာကြီး channel လေးကနေပြန်လဲကြိုဆိုလိုက်ပါတယ်ခင်ဗျာဒီမနက်စောပိုင်းရှင်ပြိုင်ကစားခဲ့တဲ့ final ပွဲစဉ်ဖြစ်တဲ့ယူရိုပါလိနောက်ဆုံးပွဲစဉ်ဘောလုံးပွဲကြီးကိုအင်္ဂလန်ပရီးမီးယားလိဂ်ကအတင်းဖြစ်တဲ့ Manchester United နဲ့ Tottenham Hotspur တို့စပိန်နိုင်ငံပြည်ပါကိုကွင်းမှာရှင်ပြိုင်ကစားခဲ့ကြရာစပါးကမန်ယူကိုတလုံးတီးတော့အနိုင်ကိုနဲ့ချန်ပီယံဆုဖလားကြီးကို18နှစ်အကြာမှာပြန်လဲကင်မြောက်နိုင်ခဲ့ပါပြီထိုပွဲစဉ်ရဲ့တလုံးလေးတော့အနိုင်ကိုစပါးအတင်းရဲ့တောင်ပန်ကစားသမား Brendan Johnson ကပွဲချိန်42မိနစ်မှာတွင်းယူခဲ့တာဖြစ်ပြီးစပါးဟာ2025-2026ချန်ပီယံလိဂ်ပွဲအတွက်အလိုလျောက်ဝင်ခွင့်ကိုရရှိသွားခဲ့ပါပြီပွဲတင်တစ်လျှောက်လုံးမှာဘောလုံးပိုင်ဆိုင်မှုကိုကြည့်မယ်ဆိုရင်စပါးက29%နဲ့မန်ယူက83%ထိရှိခဲ့တယ်လို့ဂိုးပေါက်ကန်တွင်းမှုပိုင်းမှာလည်း Tottenham Hotspur က4ချိန် Manchester United က22ချိန်တိရရှိခဲ့ပါတယ်ဒါပေမဲ့စပါးကခံစစ်နဲ့ကစားတာဖြစ်လို့ရပြီးသားဂိုးတစ်ခုကိုပြန်မပေးရအောင်အကျိန်နဲ့ခံစစ်ကိုကြစ်လေးကစားခဲ့တာဖြစ်ပါတယ်မန်ယူဘက်ကဘောလုံးပိုင်ဆိုင်မှုအသာရရှိတယ်လို့ဂိုးပေါက်ကန်တွင်းခွင့်တွေရရှိခဲ့ပေမဲ့လည်းကောင်းကောင်းအတုံးမချနိုင်ခဲ့ပါဘူးတစ်ဖက်ကစပါးကိုရမဖီဂါရီယိုရဲ့ဂိုးပေါက်ကိုကောင်းကောင်းလက်ဆွဲပြခုခံကာကွယ်နိုင်မှုကလည်းမန်ယူကိုအားရစေခဲ့ပြီးစပါးအတွက်ဖလားနဲ့ထိုက်တမှုကိုပြသခဲ့တာလည်းဖြစ်ပါတယ်မန်ယူနဲ့စပါးတို့ဟာပရီးမီးယားလိဂ်မှာဇယားနံပါတ်16-19အဆင့်မှာရမှတ်39-38နဲ့ရှိနေကြတာဖြစ်ပါတယ်မန်ယူနီးပြရူဘင်အမော်ရီအနေနဲ့ယူရိုပါလိဂ်ဆီမီဖိုင်နယ်မှာဘီဘာအိုကိုနိုင်ရရှိပြီးနောက်လက်ကျန်ပရီးမီးယားလိဂ်ပွဲစဉ်တွေကိုအရေးမဆိုင်တော့ပဲယူရိုပါလိဂ်ဖိုင်နယ်အတွက်ရာနှုန်းပြည့်အားစိုက်တော့မယ်လို့ဆိုခဲ့ပေမဲ့တကယ်လက်တွေ့မှာတော့ကစားသမားတွေရဲ့အလွဲလွဲချော်ချော်အမားတွေနဲ့တူဒုတိယလိုအဖြစ်နေတာကျင်းတဲ့ခဲ့ရတယ်လို့နောက်ရာဒီဥရောပဖလားပွဲစဉ်တွေမှာလည်းလုံးဝပါဝင်ခွင့်ရရှိတော့မှာမဟုတ်ပါဘူး။ပွဲစဉ်တစ်ခုလုံး Manchester United ရဲ့ကစားသမားတွေကိုဟန်တာပြီးကြံ့ကြံ့ခံကာကွယ်ပေးခဲ့တဲ့စပါးနောက်ခံလူခရစ္စတီယန်ရိုမဲရိုဟာထိုပွဲစဉ်ရဲ့ Man of the Match ဆုကိုရရှိသွားခဲ့ပါတယ်။ပွဲကစားချိန်48မိနစ်မှာအာမတ်ဒီယာလိုရဲ့ White ကန်ချက်ကိုခေါင်းတိုက်ရှင်းထုတ်ပေးလိုက်တာကြောင့် United ပရိသတ်တွေပြောစရာစကားမရှိတော့အောင်ပါဇက်ဟောင်းလောင်ဖြစ်သွားခဲ့ရပါတယ်။ထိုသူကတခြားမဟုတ်ပါဘူး။ဟာလန်ထက် Golden Chance မယ်လို့တင်စားတမှုထားတဲ့ Man U အတင်းရဲ့တိုက်စစ်မှုလေး White လမ်းပဲဖြစ်ပါတယ်ပွဲချိန်68မိနစ်အရောက်မှာလဲစစ်တီလေးတိန်ကွင်းလယ်ဘူချုပ်ကြီးဘရူနိုဖာနန်ဒက်ရဲ့ free kick ကန်တွင်ဟာစပါးကိုဒမဖီဂါရီယိုရဲ့ဂိုးရှိထွက်ရှင်းထုတ်ရာကနေဝိုက်လန်အနေနဲ့ခေါင်းတိုက်တွင်းယူခဲ့ပေမဲ့နောက်ခံလူဗန်ဒီဗန်ကဂိုးပေါက်ထဲဝင်မတော်အောင်ညာခြေဖြင့်အမြင့်ကိုကန်ထုတ်ရှင်းလင်းခဲ့တာကြောင့် United ပရိသတ်တွေထပ်ပြီးစိတ်ပြတ်သွားခဲ့ရပြန်ပါတယ် United တို့ရဲ့ဂျော်နန်ဘတ်9ဖြစ်တဲ့မေဆန်မောက်ဟာလည်းဒီပွဲမှာပျောက်ချင်းမလားပျောက်နေတယ်လို့ဂိုးပေါက်ချင်းချောင်းနိုင်ဖို့တော့မလုပ်နိုင်ခဲ့ပါဘူး United တို့ရဲ့ဂိုးပေါက်ကန်တွင်းပုံက22ကြိမ်တီရှိခဲ့ပေမဲ့လည်းလွဲချော်တာအားပြော့တာတွေပဲဖြစ်ခဲ့ပြီးဘာမှအရာမထင်ခဲ့ပါဘူးဒါပေမဲ့စပါးကိုဒမဖီဂါရီယိုရဲ့လက်ဆန်းပြရှင်ထုတ်ကာကွယ်ပေးတာတွေကြောင့် United တို့ဟာပွဲကိုအနိုင်ရရှိဖို့အပြေရှာမရနိုင်ဖြစ်ခဲ့သလိုဂိုးကန်တွင်းပုံကလည်းစနစ်သားကလေးထက်တောင်အားမပါတယ်လို့ဖြစ်နေခဲ့ပါတယ်။မန်ယူတင်းရဲ့ရူဘင်အမော်ရီအနေနဲ့လူစားလဲနောက်ကျခဲ့တာကထောက်ပြစရာတစ်ခုဖြစ်နေခဲ့ပါတယ်။ဝိုင်လန်နဲ့မစ်ဆင်မောက်တို့နေရာမှာစစ်စင်နဲ့ကိုပီမိုင်တို့ကိုဘိုင်းနဲ့ထည့်မတုံးရအောင်ဒုတိယပိုင်းမှာလူစားလဲထည့်မယ်လို့မန်ယူပရိသတ်အများစုကမျှော်လင့်ခဲ့ပေမဲ့ခေါင်းမာပြီးဆက်ကစားစီခဲ့တာကအဆုံးဖြတ်ချက်မှားယွင်းခဲ့ပါတယ်ဒီနေ့ရှုံးပွဲမှာလူရှောနဲ့ဦးနာနာတို့ရဲ့အမားကအဓိကဆိုနိုင်ပေမဲ့ကျန်တဲ့ကစားသမားတွေကပါစိတ်နဲ့လူနဲ့မကတ်တလို့ထိုင်းမိုင်းဖြစ်နေခဲ့ပြီးယခုခြေစွမ်းတိုင်းတာနောက်ရသည့်အထိမပြောင်းဘူးဆိုရင်တော့ Manchester United အတင်းရဲ့အနာဂတ်ခရီးလမ်းဟာမတွေးရစရာဖြစ်မှာပါအခုနိုင်ပွဲကြောင့်စပါးတင်းဟာ18နှစ်အတွင်းပထမဦးဆုံးဖလားကိုဆွတ်ခူးနိုင်ခဲ့တာဖြစ်ပြီးနှစ်ပေါင်း42နှစ်အကြာမှာယူရိုပါလိဂ်ဖလားကိုဆွတ်ခူးနိုင်ခဲ့တာလည်းဖြစ်ပါတယ်မန်ယူတင်းကတော့တမိုင်းတစ်လျှောက်အဆိုးအဆုံးဘောလုံးရာသီတစ်ခုကိုပိုင်ဆိုင်ထားခဲ့တာလည်းဖြစ်ပါတယ်မစ္စတာမောင်နဲ့ဝိုက်လန်နေရာမှာအာနာချိုနဲ့ဇစ်စီဝင်လာပြီးမှ United တိုက်စစ်လမ်းကြောင်းတွေပို့တွက်လာခဲ့ပြီးစပါးခံစစ်ကိုထိထိရောက်ချင်းချောက်လာနိုင်ခဲ့တာဆိုတော့သူတို့နှစ်ယောက်ပွဲအစကတည်းကဝင်ရောက်ကစားခဲ့မယ်ဆိုရင် United တိုက်စစ်ဒီထက်အများကြီးပိုပြီးအလုပ်ဖြစ်နိုင်မလားစဉ်းစားစရာဖြစ်လာပါတယ်တစ်ဖက်မှာလည်းစပါးနီးပြပေါ်တီဂိုဂလူကတူလို့စရာရှိတာတွေကိုအကုန်လွတ်သွားခဲ့ပါတယ်အထူးသဖြင့်ဦးဆောင်ကိုရသွားခဲ့ပြီးနောက်ပိုင်းမှာဒီဂိုးကိုထိန်းနိုင်ဖို့ပဲအဓိကအာရုံစိုက်ခဲ့တယ်ပွဲအခြေအနေပေါ်မူတည်ပြီးဒန်ဆိုအာချီဂရီနဲ့ဒီဂျန်စပန်ကိုလူစားဝင်ကစားစေခဲ့တယ်ခံစစ်ကြောင်းအကောင်းဆုံးအားဖြည့်သွားခဲ့ပါတယ်ထို့အပြင်ဩစတြေးလျနိုင်ငံသားစပါးနီးပြကြီးပေါ်တီဂိုဂလူရဲ့ဒုတိယရာသီရောက်တိုင်းအမြဲဖလားတစ်လုံးရတယ်ဆိုတဲ့စံချိန်ဒီယာဒီမှာဟယ်ရီဂိန်းနဲ့ဆွန်ယောင်မင်တို့ကစားသမားဘဝဖလားကင်မြောက်ခွင့်ရခဲ့တဲ့စံချိန်ဒီယာဒီမှာမန်ယူအတင်းနဲ့၄ချိန်စုံတွေ့ရ၄ချိန်စလုံးအနိုင်ရရှိခဲ့တဲ့စပါးရဲ့စံချိန်ဥရောပဖိုင်နယ်မှာရှုံးပွဲမရှိမှတ်တမ်းကျိုးပြတ်သွားတဲ့တန်ကြီးကတ်စမဲရိုရဲ့စံချိန် Manchester United နဲ့ Europa League Final မှာ2ချိန်တိရှုံးနေခဲ့တဲ့စစ်တီလေးတိန် Bruno Fernandes ရဲ့စံချိန်တွေကပြောစမှတ်တွင်ခဲ့ပါတယ်ဘောလုံးလောကမှာ Tottenham Hotspur ဆိုရင်စုဖလားမရခြင်းနဲ့တွဲမြင်လေးရှိကြပါတယ်ဒီလိုတွဲမြင်ရလာအောင်လဲသူတို့မှာစုဖလားလက်မိတ်နှစ်ကာလတွေကကြာရှည်ခဲ့ပါတယ်ဒါပေမဲ့အခုတော့သူတို့ဟာဒီမှတ်တမ်းစုတစ်ခုကိုရပ်တန့်နိုင်ခဲ့ပါပြီခြေစွမ်းပိုင်းကစားကွက်နဲ့နေပြူအပိုင်းတွေမှာအကောင်းဆုံးပုံစံမျိုးနဲ့ဖြစ်ချင်မှဖြစ်မယ်ဒါပေမဲ့စူးစမ်းအားထုတ်မှုပိုင်းမှာတော့ပေါ်တီဂိုဂလူနဲ့စပါးကစားသမားတွေနည်းနည်းမှမလျှော့ခဲ့ကြပါဘူးဒါစပါးတင်းအတွက်တကယ်ကိုထိုက်တန်တဲ့အောင်ပွဲတစ်ပွဲဖြစ်ပါတယ်ဘောလုံးချစ်ဘောဆရာကြီးတို့အနေနဲ့ရော Manchester United ရဲ့ရှုံးပွဲပေါ်ဘလို့ထင်မြင်ကြသလဲနီးပြကြီးရူဘင်အာမော်ရီရဲ့ဒီစနစ်တွေကိုပြောင်းလဲတင်သလားအတင်းမှာဖြစ်နေတဲ့ကစားသမားတွေကိုရှင်းထုတ်သွားနိုင်မလားUnited တင်းရဲ့စီမံခန့်ခွဲပုံဘယ်နေရာတွေမှားယွင်းနေတာလဲဆိုတာစပါးအတင်းနဲ့တောင်ကိုရီးယားသားလေးဆွန်ယောင်မင်တို့အတွက်ဂုဏ်ပြုပေးရင်ဝေဖန်တုံးတက်ပြီးတော့ကြပါအောင်ဗျကျွန်တော်တို့ဘောဆရာကြီး channel လေးကနေဘောလုံးလောကရဲ့တူတာရတာရင်အကြောင်းအရာများစွာကိုအမြဲတင်ဆက်ပေးနေတာမို့လို့ကြိုင်နေတိုင်းလှိုင်း subscribe လေးလုပ်ပြီးအားပေးတော့ကြပါအောင်အားလုံးကိုကျေးဇူးတင်ရှိပါတယ်ဗျ